Direct Attack ဘုံမှာအဖြစ်ပြောင်းလဲလိုက်ပြီး GPU 31J တန်ဘုံတွေကိုတိုက်ရိုက်ကျဲချပါတော့တယ်။ GPU 31J တန်ဘုံတွေရဲ့အလေးချိန်ဟာဆိုရင်ပေါင်2000အတန်းအစားတိကျလမ်းညွန်ဘုံဖြစ်ပြီးနောက်ပိုင်းပြန်သက်မှုတွေမှာ B52H ရဲ့ဘုံကျက်လေယာဉ်တွေရဲ့တောင်ပန်တစ်ဖက်လေယာဉ်ဘုံ6လုံးစီပြီးစုစုပေါင်း12လုံးကိုအပြင်ဘက်မှာရှိတ်ဆွဲသက်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ဒီဘုံတွေကဘန်ကာတွေခိုင်ခန့်တဲ့ခိုလုံနေရာတွေနဲ့ကြန့်ခိုင်တဲ့အဆောက်အဦများကိုဖျက်ဆီးဖို့ဒီဇိုင်းထုတ်လုပ်ထားတာဖြစ်ပြီးတော့ထိုးဖောက်ဖျက်ဆီးရေးထိပ်ဖူးများလည်းပါဝင်ရှိပါတယ်။လေယာဉ်အတွင်းပိုင်းသက်ဆောင်နိုင်စွမ်းနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်မစ်ရှင်တစ်ခုတည်းနဲ့ပင်ကြီးမားပြင်းထန်ပြီးတိကျတဲ့တိုက်ခုမှုများကိုတပြိုင်နက်တည်းပြုလုပ်နိုင်ပါတယ်2006ခုနှစ်မေလအတွင်းအီရန်နိုင်ငံတဝန်းမှာဆိုရင်ပြစ်မှတ်ပေါင်း9000ကျော်ကိုရှေမုန်းနိုင်ခဲ့တာကဒီလေယာဉ်ရဲ့စွမ်းဆောင်ရည်ကိုတက်သေးပြခဲ့ပါတယ်။မြေအောက်ကဘန်ကာတွေ drone ထုတ်လုပ်တဲ့စက်ရုံတွေအီရန်ရဲ့အဓိကကုကဲဌာနချုပ်တွေကိုဘန်ကာဖြတ်ဘုံတွေနဲ့အပိုင်းပိုင်းဖျက်ဆီးပစ်ခဲ့တာပါ။ဘုံတစ်လုံးစီတိုင်းဟာတိကျပြီးထိုးဖောက်နိုင်စွမ်းကအရန်ကိုပြင်းထန်ပါတယ်။ဒီချိန်ပြန်တက်ရုံမှာတင်ခိုင်ခန့်တဲ့ပြစ်မှတ်တွေကိုအစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်တာက B52H ရဲ့အတားချက်ပဲဖြစ်ပါတယ်။